မဟာဇနကဇတ်တော်ကြီးမိထီလာပြီမှာအရိထဇနကမင်းနဲ့ညီတော်ပေါ်လာဇနကတို့ညီနောင်ချင်းစစ်ဖြစ်ကြပါတယ်မင်းကြီးအရိထဇနကစစ်ပွဲမှာကြာဆုံးထားတဲ့အခါကိုဝင်အရင်အမာနဲ့မိဖုရားကြီးဟာကာလစံပါနကိုဘီကိုထွက်ပြေးသိမ်းဆောင်ခဲ့ရပြီးအဲ့ဒီမှာပဲဖီအားလောင်းမဟာဇနကမင်းသားကိုဖွားမြင်ခဲ့ပါတယ်မင်းသားအရွယ်ရောက်တဲ့အခါမိခင်ထံကနေမိမိရဲ့မျိုးရိုးမှန်ကိုသိရှိသွားပြီးဖခင်ရဲ့အရိုက်အရာဖြစ်တဲ့မိထီလာထီးနှန်းကိုပြန်လဲသိမ်းပိုက်ဖို့အကြံရပါတယ်။ဒါကြောင့်ရန်ပုံငွေရှာဖို့အတွက်မဲတော်တားမြစ်တဲ့ကြားကကုံထွေကိုတင်းမောလွန်ပြီးပင်လဲခရီးကိုထွက်ခွာခဲ့ပါတယ်။ပင်လဲအလဲမှာမုံတိုင်းမိပြီးတင်းမောပြက်တဲ့အခါလူ900ကျော်ဟာငါလိတ်တို့ရဲ့အစာဖြစ်သွားကြပါတယ်။ဒါပေမဲ့မဟာဇနကမင်းသားကတော့အားမလျှော့ပဲကန်းကိုမမြင်ရပေမဲ့ယောက်ျားတို့ရဲ့လုံလဝရိယနဲ့9ရက်တိုင်တိုင်မနာတမ်းကူးခတ်ခဲ့ပါတယ်မဟာဇနကမင်းသားရဲ့ဝရိယကိုမြင်တွေ့ရတဲ့မဏီမေဂလာနတ်သမီးကကန်းမမြင်တဲ့တမှုတရားမှာဘာကြောင့်ဒီလောက်အားထုတ်နေတာလဲလို့စမ်းသပ်မေးမြန်းပါတယ်မင်းသားကကန်းကိုမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေယောက်ျားဆိုတာလုံလပြုရမယ်အားမထုတ်ပဲတေးရမှာထွက်အားထုတ်ပြီးမှတေးရတာကပိုမြတ်တယ်လို့ရဲရဲဝံ့ဝံ့ပြန်လဲခြေဖက်ခဲ့ပါတယ်နတ်သမီးကကြည်ညိုပြီးမင်းသားကိုမိထီလာပြီးရဲ့ကြောက်ခါတဲ့သို့ပို့ဆောင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာမိထီလာပြီးမှာဘရက်နဲ့ရွာဆန်လို့ထီးနှန်းလစ်လက်နေချိန်ဖြစ်ပြီးမင်းသားဟာပဟေဒလိပေါင်းစုံကိုဖြီဆိုနိုင်ခဲ့တာကြောင့်တီဝလိဒေဝီမင်းသမီးနဲ့အတူနန်းတက်ခဲ့ပါတယ်တနေ့မှာမင်းကြီးဟာဥယျာဉ်တော်ထဲမှာအသီးရှိတဲ့တရက်ပင်လူတွေထက်စီးလို့ဖြစ်စီးနေတာနဲ့အသီးမရှိတဲ့တရက်ပင်စိမ့်လန်းဆိုပြေးနေတာကိုမြင်ပြီးစီးစိမ်ဆိုတာအသီးရှိတဲ့တရက်ပင်လိုပဲရန်သူများတယ်လို့တန်ဝေဒရကတောထွက်ရဟန်းဖြူကိုဆုံးဖြတ်ခဲ့ပါတယ်တီဝလိဒေဝီမိဖုရားကြီးကအမျိုးမျိုးတားမြစ်ပေမဲ့မင်းကြီးဟာလက်ကောက်တကွဲနေရှိရင်အတန်မမီဘလို့တယောက်တည်းကျင့်မှာအေးချမ်းမယ်ဆိုတဲ့ဥပမာတွေနဲ့ပြတာကတောထွက်သွားခဲ့ပါတယ်နောက်ဆုံးမှာမိဖုရားကြီးလည်းတားတော်ကိုထီးနှန်းအပ်ပြီးကိုယ်တိုင်လည်းယဟန်ပြူခဲ့ပါတော့တယ်ဒီဇတ်တော်ဟာပြတဲ့သင်ခန်းစာကတော့ဘဝမှာဘလောက်ပဲခက်ခဲတဲ့အခက်ခဲတွေနဲ့ကြုံတွေ့ရပါစေအားမလျှော့ပဲဝရိယနဲ့ရင်ဆိုင်ကြော်ဖြတ်ရင်အောင်မြင်မှုကိုရရှိနိုင်ကြောင်းဝရိယရှိသူကိုနှက်ကောင်းနှက်မြတ်တို့ပင်ကုညီရစမြဲဖူးပြီးလောကီစည်းစိမ်ထက်ငြိမ်းချမ်းတဲ့ဘဝကပိုမြတ်ကြောင်းသင်ခန်းစာပေးထားတာပါ